အခုအာဇာနည်နေ့ဆိုတော့ကျွန်တော်တို့ရဲ့အမျိုးသားကောင်းဆောင်တွေချမ်းမထားတာမဟုတ်ခံယူထားတယ်ကရင်လူသူကလည်းဒီအတိုင်းပဲခံယူထားတာအဲတော့ဒီလူမျိုးတစ်မျိုးဆိုတော့သူကသူ့နယ်မြေလေးတစ်ခုတော့ရှိရဗမာပြည်ဗမာတူရဲပိုင်တာမဟုတ်ဘူးလူတိုင်းပိုင်တာဗမာပြည်ထဲမှာရောက်ပြီးနေတယ်လူတွေကဒါကြောင့်မို့လူမျိုးတစ်မျိုးနဲ့အင်္ဂါရနဲ့ပြည့်သွားတယ်ဒီလူမျိုးကိုအသိမှပြုတာအသိမှပြုတဲ့အခါကျတော့သူ့အခွင့်အရေးလည်းရှိရအဲ့တော့အခုလူတွေပြောနေတာလူအခွင့်အရေးဆိုတော့လူအခွင့်အရေးတယောက်လူတယောက်အခွင့်အရေးလူတစ်မျိုးရဲ့အခွင့်အရေးကိုလည်းသက်ရောက်သွားနိုင်အဲ့ဒါတွေကို KNU အဖွဲ့အစည်းချထားတာရှိတယ်ကျွန်တော်တို့ခေါင်းဆောင်တွေကသူတို့တတ်နိုင်တဲ့အလုပ်အမျိုးသားအလုပ်အသက်ပေးပြီးတော့လုပ်တယ်ကိုပေါ့ကြီးကတကယ်အမျိုးသားကောင်းဆောင်အဲ့ဒါကိုသူတို့လှုပ်ထားတဲ့ဟာလေအကုန်လုံးပြက်ပဲဖြတ်မဲ့ဆိုရင်ဒါဒီအာဇာနည်ကိုသစ္စာဖောက်လိုက်တာကရင်အမျိုးသားတွေကိုကရင်ပြည်ချက်ချင်းပြီးကရင်တရားပေါ်မှာတရားပြည်တွင်းစစ်အလိုမရှိလူမျိုးရေးအထီးယုံအလိုမရှိအဲ့ဒါလေးကျန်တယ်အဲ့တော့တရားဆိုတာကရင်တရားပေါ်မှာတရားပေါ်မှာလေသူရတဲ့အခွင့်အရေးမြတ်တဖို့ညီမြတ်ရှိဖို့အဲ့ဒါဟိုတောင်းဆိုတာအဲ့ဒီတော့တောင်းဆိုတဲ့အချိန်ဗမာရမှာပြီးပြီဗမာပြည်နယ်ရှိပြည်ရှိရင်ခရင်လည်းရှိရမယ်ဆိုတော့အဲ့ဒါကိုပေါ်မှာခရင်လူမျိုးတွေကခရင်လူမျိုးရဲ့အကျိုးဟုတ်ခရင်တော်လာရေးလို့လားခရင်လူမျိုးတွေရဲ့အကျိုးဆိုရင်ခရင်တယောက်ရဲ့အကျိုးမဟုတ်ဘူးခရင်တစုရဲ့အကျိုးမဟုတ်ခရင်တစ်မျိုးသားလုံးရဲ့ဟာပါလေဆိုတော့နယ်မြေပဲအဲ့ဒီနယ်မြေတော့သူ့စမ်းမှာပေါ့အဲ့ဒါကြောင့်မို့အခုဒီအာဇာနည်နေ့ကြတယ်ကြားတိုင်းကျွန်တော်တို့ဝန်တာတယ်လို့အဲ့တော့သူတို့လှုပ်တဲ့လုပ်ငန်းတွေတိုးတက်အောင်ကျွန်တော်တို့ကပြမလို့ဆောင်ရွက်ရအောင်